တနည်းနည်းကနေ9နှစ်အရွယ်ကလေးတွေမှာ brain development ဖြစ်စေဖို့အတွက်အချိန်တစ်ခုရှိပါတယ်အဲ့ဒါကတော့ nap time ပါပဲရှင်အဲ့ချိန်နေတဲ့ကလေးတွေကတော့တခုခုဆိုအာရုံမစူးစိုက်နိုင်မင်းနဲ့ attention မရတာတွေစိတ်ဆိုးစိတ်တူလွယ်တာတွေဖြစ်တတ်ပါတယ်ရှင်ဒါပေမဲ့နေ့လည်ခင်းအချိန်ပြည့်ပြည့်ဝဝအိတ်ထားတဲ့ကလေးတွေကတော့အုံနောက်ဖွံ့ဖြိုးမှုနော်မလီတိုးတက်လာမယ်စိတ်သက်တည်ငြိမ်လာစေတယ် attention span တွေကိုလည်းပိုတိုးလာစေတယ်Learning memory တွေကိုလည်းပိုကောင်းလာပြီးတော့မှ activity တွေလုပ်ဆောင်ရမှာလေတက်တက်ကြွကြွနဲ့ပါဝင်လာနိုင်မှာပဲဖြစ်ပါတယ်ရှင်။ nap time ဆိုတာကတော့အနားယူဖို့အချိန်သက်သက်ပဲမဟုတ်ပါဘူးရှင်။ကလေးတွေရဲ့ development ကိုတိုးတက်စေတဲ့ mini power app လေးတစ်ခုပဲဖြစ်ပါတယ်ရှင်။ကျမတို့နာချ preschool မှာဆိုရင်လည်းကလေးတိုင်းအတွက်စိတ်ချလုံခြုံရတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးထားပြီးတော့ကလေးတွေဖွံ့ဖြိုးမှုတော့တိုးတက်စေရန်အတွက် nap time ကို daily routine နဲ့မှာအမြဲအသုံးပြုထားပြီးတော့မှကလေးတွေကို healthiest way နဲ့ပြည့်စုံပြိုးထောင်ပေးနေရပဲဖြစ်ပါတယ်ရှင်။ဒီလေးကနေ nap time ရဲ့အကျိုးကျေးဇူးတွေကိုဖေဖေမေတို့သိရှိစေရတဲ့အတွက်မျှဝေပေးလိုက်ပါတယ်ရှင်။ဒီလိုပုံတိုးတက်ရစရာဗီဒီယိုလေးတွေကိုအမြင်မပြတ်မျှဝေပေးမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ Nacha Preschool page လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။